မင်္ဂလာပါရနက်တစ်ခုလည်းပြောစရာရှိလို့ရနက် Viber လေအဲ့ TikTok ရဲ့ Viber ကပြတ်သွားတဲ့ခါကျရနက်အဲ့မှာပို့ထားတဲ့လူ4-5ယောက်လောက်မကောက်ဘူးထင်တယ်အဲ့ဒါကပြတ်သွားတဲ့ခါကျတော့ Viber မှာထပ်လာပြောလဲရတယ်ဒါမှမဟုတ်ရင် page ဖြစ် TikTok ဖြစ်ပြန်လာပြောပြီးတော့ရနက်မှာဟောဟာသေးလို့အဲ့ဒါလေးပြီးတော့နောက်ထပ်တစ်ယောက်ရှိရဲ့မေဘယ်သူလဲမသိဘူး तू ကသူ့ကိုကြတော့10ရက်လောက်ရှိပြီမဟောသေးတာကဘာလဲဆိုရနက်နာမည်နေ့နဲ့မေးခွန်း5ခုအဲ့လိုလေးမေးထားစေချင်တာပေါ့နော်မြင်တာဟောဆိုရင် January reading ဖြစ်သွားမှာအဲ့ဒါတသိန်းယူတယ်အဲ့တော့ခါကြတော့ရနက်မေးခွန်းမေးဆိုရင်မေးခွန်းမမေးထားရနက်ကြော်လိုက်တာဘာဆိုနောက်လူတွေအရန်ကြာသွားမှာဆိုလို့အဲ့ဒါကြောင့်မလို့ရနက်ကမေးပြီဆိုရင်နာမည်ရဲ့နေ့နဲ့ရဲ့ပြီးတော့မေးခွန်း5ခုရမေးထားပြီနော်အဲ့တယောက်က10ရက်ဆိုသူလဲစိတ်ဆိုးပြီး block သွားတယ်ထင်တယ်ရနက်စာပို့လို့မရ KP ပြန်လွှဲမလို့အဲ့ညီမလေးဒီဟာကိုသိရဆိုရင်နာမည်ကနေတစ်ချက်ပြန်ကြည့်လောက်မယ်သိရဆိုရင်ရနက် KB ပြန်လာပေးပါရနက်ပစ္စည်းပတ်စံလကားမလို့ချင်လို့နော်အဲ့တော့အခုဗာလေးကြည့်မလဲကြည့်အောင် direction နဲ့မှန်နေပြီတဲ့ခုပြောတဲ့ဟာ direction မှန်တယ်ဆိုပေမဲ့လေထိန်းချုပ်မှုအောက်မှာပဲရှိနေတာဖြစ်ဒါမှမဟုတ်ကိုယ်လမ်းကိုသွားနေတဲ့ direction ဖြစ်တယောက်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ direction ဖြစ်မှန်နေရပေါ့နော်ကိုယ်စိတ်ကဥမာကိုယ့်ရဲ့ဆရာမိဘအဲ့လိုမျိုးဟာတော့မှကိုကယုံကြည်ရလားမယုံကြည်ရလားစဉ်းစားနေရဆိုရင်တော့လောလောဆယ်ဒီ3လအတွင်းမှာယုံကြည်လို့ရတယ်ဒါပေမဲ့ကိုယ်စိတ်တွေကတော့အဆင်ပြေမနေဘူးသူ့ကျေနပ်မနေဘူးကြည်မနေဘူးကိုယ်လှုပ်ပေးတဲ့လူတွေကိုအဲ့ဒါဘာကြောင့်လဲဘာကြောင့်လဲဆိုတော့စီကံအရန်တင်းကျပ်လို့သူပြောတဲ့စကားတွေအရန်ကိုမြင့်နေလို့အဲ့လိုမျိုးလေးတွေ့ရနော်အဲ့တော့ခါကျတော့ယုံကြည်လို့ရလားဆိုယုံကြည်လို့ရတယ်ပြီးနောက်တစ်ခုကိုယ်အနီးနားမှာရှိတဲ့လူတွေကိုကိုယ့်ရဲ့အပေါင်းအသင်းတွေသမီးကြီးစားတွေချစ်သူကြီးစားတွေအိမ်အောင်ရေးတွေကလည်းဒီချိန်မှာကိုယ့်ပေါ်ကိုတကယ်စေတနာမှန်နဲ့ကောင်းပေးနေတဲ့လူတွေအဲ့တော့အခြေရေးလည်းကောင်းတယ်အုတ်ထိန်လူအနေနဲ့လည်းကောင်းတယ်ကိုယ်စိတ်ကမမှန်နေရကိုယ်စိတ်ကတစ်ခါကျရင်လည်းလွင့်နေရကိုယ်စိတ်ကဘယ်လိုပြောမလဲတည်ငြိမ်ရှိနေတာပေါ့နော်အဲ့အတွက်ကြောင့်မလို့ဘာပြောချင်လဲခဏတာပဲဒီတစ်နှစ်စာတော့အကုန်လုံးကောင်းတယ်ဒီတစ်နှစ်စာအတွက်ကံရန်ကောင်းတယ်အခြေရေးကောင်းတယ်လက်နဲ့ပိတ်တာအဲ့ဒါအနေထိုင်မားလို့သိလားဒီမှာအနေထိုင်မားလို့ဆိုတာကလေကိုယ့်ရဲ့အခန်းအနေထားအရာတို့ပြင်ဖုံးနှိမ့်စေတဲ့အရာတွေတို့အဲ့လိုမျိုးလှုပ်လို့အဲ့တော့ဘာမှမဖြစ်ဘူးအဲ့ဒါအဆင်ပြေသွားလိမ့်မယ်နော်2026အနေနဲ့အရန်ကောင်းတယ်တစ်လပိုင်း2လပိုင်းဒီတစ်လ2လမှာပို့ပြီးတော့မှကံကောင်းနေတတ်သေးတယ်ပြီးနောက်တစ်ခုအိမ်အောင်ကွဲတွေပြီးတော့ relationship လောလောလတ်လတ်ပြတ်သွားတဲ့လူတွေကအခြေရအသေးရလိမ့်မယ် single တွေနဲ့အပူပေးတဲ့လူတွေနဲ့အပူပေးအခြေရေးမှာအပူပင်ပေးတဲ့လူတွေနဲ့တော့ကင်းဝေးသွားပြီအိမ်အောင်ကွဲအနေနဲ့ရောအိမ်အောင်ကွဲထားတဲ့လူတွေရောဒီသမီးစားနဲ့ပြတ်ထားတဲ့လူတွေအကုန်လုံးကဒီတစ်လအတွင်းမှာဒီတစ်လစာဟောစရန်ဒီတစ်လအတွင်းမှာ timeless reading တစ်လစာနော်အဲ့တော့ဒီတစ်လအတွင်းမှာအခြေရေးတွေကံပြန်ကောင်းလိမ့်မယ်စမ်းပွင့်လိမ့်မယ်ကိုလိုချင်တဲ့ပုံစံမျိုးလေးရလိမ့်မယ်ကိုနဲ့တွေ့မဲ့လူကလေရှေ့နေတို့တရားချတဲ့လူတို့မြတတရှိတဲ့လူပေါ့နော်အဲ့လိုလူမျိုးလေးရှိတယ်ဘာသာရေးလည်းပို့လို့ဖြစ်လိမ့်မယ်ဒါပေမဲ့တခုတော့ရှိတယ်အပြောဆိုတော့ဆင်ခြင်မှရမယ်ပြီးတော့ညရဲဆိုရင်အတွေးတွေရှောက်မှာလို့မရအတွေးမှားလို့မရအောင်ညရဲဆိုရင်အတွေးတွေမှားလို့မရဘူးပြီးတော့လေဒီမှာဘာတွေ့လဲဆိုတော့လေဖျားပန်းအိုးတွေကိုစွန့်လိုက်ပြီဆိုရင်ဘာဖြစ်လဲဆိုအိမ်ပတ်လေကိုလောင်းတဲ့လူတွေအိမ်ရှိရမြေကြီးပေါ်မှာလောင်းတဲ့လူအိမ်ပေါ်ကနေလှမ်းပြီးအောက်ကိုပတ်တဲ့လူတွေကအဲ့လိုမလုပ်ရဘူးသိလားအဲ့လိုမလုပ်ရအဲ့ဒါလေးလောက်တာတွေ့ရပေါ့နော်အဲ့ဒါလေးဆင်ခြင်ပေးရမယ်ပြီးနောက်တစ်ခု long distance relationship တွေကကိုကလိုက်သွားရတဲ့အခြေအနေမျိုးတွေတွေ့ရတယ်ဥပမာမိသားစုလိုက်ပြောင်းတာတို့တယောက်ကခုမှရောက်ပြီးသားအိမ်အောင်တယ်ဆိုရင်လည်းအဲ့လိုမျိုးရှိရပြီးတော့ relationship ကိုချစ်သူကြီးစားနိုင်ငံသားမှာဆိုရင်ကိုကလိုက်သွားလို့အဆင်ပြေတယ်နိုင်ငံသားကံရန်ကောင်းတယ် long distance relationship တွေလည်းဒီတစ်လစာအတွင်း
ဒီတလားစာအတွင်းဟိုပါပေါ့နော်အချစ်ခံရမယ်အဆင်ပြေတယ်ကိုလိုက်သွားခြင်းနဲ့ဆိုလိုက်သွားလို့ရတယ်နော်ဒီတလားအတွင်းကအကုန်လုံးကောင်းတယ်တဲ့long distance relationship တွေတို့ပြီးတော့နိုင်ငံခြားမှာနေတဲ့ဇုံတွဲတွေတို့ကဒီနှစ်ပိုင်းမှာလေဒီတစ်နှစ်စာဘာဖြစ်လဲဆိုတော့စားစရာအရန်ပေါ်များတဲ့ဟာမျိုးတွေ့တယ်စားစရာအရန်ပေါ်များတယ်အဝတ်စားတွေပေါ်များတယ်အဆင်ပြေတယ်ပေါ့နော်ငွေရေးကြေးရေးကိုအဲ့ပေါ်မှာအရန်ဖိသုံးထားတဲ့ဟာမျိုးတွေတွေ့တယ်အဲ့တော့ကောင်းလားဆိုကောင်းပါတယ်သူ့ရရနဲ့သူကြည်နေဟာမျိုးပေါ့နော်ပြီးဒါလေးနောက်တစ်ခါဆွဲခြင်းသေးတယ်တခုမေးလိုက်ပါလားကိုဖြစ်ချင်တဲ့ဟာဖြစ်လာဖို့ရှိလားတခုမေးလိုက်နော်ဒီနေ့တကယ်ဆွဲလိုက်မယ်ကြည့်မယ်နော်တခုရှိတာကလောလောဆယ်တော့ကိုအိုက်တွေးနေတဲ့ဟာခဏလေးတော့ရပ်ထားလိုက်တဲ့လုပ်ငန်းကိစ္စဆိုရင်တော့ခဏလေးရပ်ထားလိုက်တစ်လကြာမှပြန်စလို့ရတယ်ပြီးတော့နောက်တစ်ခုအခြေရေးဆိုရင်လည်းသူ့ကိုခဏအချိန်ပေးလိုက်အဆင်ပြန်ပြေမှာဟိုလိုလေအစ်စ်ကနေပြန်စမယ်ဆိုတဲ့ပုံစံမျိုးအစင်ကတော့ပြေမှာဒါပေမဲ့လောလောဆယ်ဒီတစ်လအတွင်းတော့အရင်ကြီးမလုံးနဲ့ပေါ့နော်စာချုပ်စာတမ်းကိစ္စကြီးဆိုလည်းခဏဆိုင်ထားလို့ပြောရနော်ဆိုင်သစ်ဖွင့်မှုကိစ္စအိမ်ပြောင်းမှုကိစ္စဆိုတစ်လလောက်တော့စောင့်ပါအောင်တဲ့အဲ့လိုလေးတွေ့တယ်ဒါသူပြောတဲ့ဟာပေါ့နော်ကျေးဇူးများကြီးတင်ပါတယ်တတာအော်ပြီးတော့ရနက်ဟောတာ Viber ပြတ်သွားလို့ဟောတာနောက်ကျသွားတယ်ဘာညာဖြစ်သွားတဲ့အတွက်ကြောင့်လို့ရနက်ဒါစီးပွားရေးအမွေးတိုင်းစီးပွားရေးအလုပ်လုပ်တဲ့လူတွေပေါ့နော်အလုပ်လုပ်တဲ့လူတွေကဘာအလုပ်လုပ်ရတယ်အဲ့ဒါကိုရနက်ဒီလိုမျိုးလေးလက်ဆောင်ပေးမယ်ဒါပေမဲ့တခုတော့ရှိလာတော့ယူပေးနော်စီးပွားရေးအတွက်ရနက်စီကိုလာတော့ယူပေးဒါလေးလက်ဆောင်ပေးပါဆိုရနက်ဟောတာတွေဘာတွေကလေနောက်ကျသွားတော့အကောင့်ပြတ်သွားတော့ဘာလို့ညာဒီရက်ပိုင်းမှာနည်းများနေလို့ရနက်အားနာလို့ဒါလေးစီးပွားရေးအမွေးတိုင်းတယောက်ကိုဒီလိုတစ်ခုပေးမယ်နော်တယောက်ကို3နိုင်ထွန်းရမယ်နော်ဖျားစင်မှာထွန်းလဲရတယ်အလုပ်စပွဲပေါ်မှာထွန်းလဲရတယ်ဒါအဲ့ဒါလေးလာယူပေးပါလို့လာယူရှင်တဲ့လူတွေကမနေ့ဖြန်မှာလာယူနော်အဲ့မင်းကဒီနေ့ကအလုပ်ပြတ်လို့နာမည်လိပ်စာပေးမယ်လာယူမယ်ဆိုရင်ပြောနော်မနေ့ဖြန်လာယူလို့ရပါတယ်စာပို့ထားလိုက်ပါဒါလေးတစ်ခုပေးမယ်နော်အဲ့ဒါဘယ်နှစ်ယောက်ကိုပေးမလဲဆိုတော့အယောက်30ပေးမယ်နော်အယောက်30ပေးမယ်အဲ့ဒါလေးလာယူလို့ရပါတယ်စီးပွားရေးအတွက်တည်တံ့ထွန်းတဲ့ဟာလက်ပိတ်နေတဲ့လူတွေထွန်းလို့ရတယ်နော်ကျေးဇူးများတင်ပါတယ်တတာ